အားလုံးကိုမင်္ဂလာပါဒီဓာတ်ပုံမြင်လိုက်တာနဲ့အားလုံးသိနေကြဖြစ်တဲ့ချစ်စရာကောင်းတဲ့အာလောကခွေးလေးကိုဥပမာထားပြီးမှကံ၄ပါးအကြောင်းကိုကျွန်တော်နားလည်သလောက်ဟောပြသွားမှာဖြစ်ပါတယ်အားလုံးကဒီဗီဒီယိုကိုအဆုံးအထိနားထောင်ပါကံ၄မျိုးအကြောင်းကိုဟောပါမယ်နော်ကဲရှင်းမှာကျွန်တော်ပြောသလိုအာလောကခွေးကိုဥပမာပေးပြီးမှကံ၄ပါးအကြောင်းကိုဟောမယ်လို့ပြောထားပါတယ်ထေရဝါဒတရားတော်အရာကံ၄မျိုးရှိပါတယ်အဖြူကံအမဲကံအဖြူအမဲရောတဲ့ကံအဖြူအမဲမရောတဲ့ကံအဖြူကံဆိုတာဒီရှင်းရှင်းလေးလူရင်းတို့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒါနသီလနော်ပြီးတော့ဘာဝနာလည်းထည့်လို့ရတယ်ကျွန်တော်တို့ဇံကုသိုလ်တွေပါယူမယ်ဆိုရင်နော်ကျွန်တော်တို့စိတ်စေတနာကောင်းထားပြီးမှလူများကိုကူညီတာမေတ္တာကရုဏာနော်ချစ်ချင်းမေတ္တာတွေနဲ့ကူညီတာဒါတွေကုသိုလ်မှန်သမျှကုသိုလ်အလုံးလုံးပဲမှထားလိုက်ပါအဖြူကံဆိုတာဒီကုသိုလ်ကံโอเคပြီးတော့အမဲကံဆိုတာဒီအကုသိုလ်ကံနော်လောဘဒေါသမောဟဥဆောင်ပြီးမှလှုပ်လိုက်တဲ့အလုပ်ကံဆိုကြတဲ့ခေါင်းထက်မှာတစ်ခုမှထားပါအလုပ်အဖြူအလုပ်အမဲအလုပ်ပါဠိစကားမှာဆိုရင်ကုသိုလ်အကုသိုလ်အလုပ်နှမျိုးဖြစ်သွားပြီပြီးတော့တတိယကြတော့အဖြူအမဲဆိုတာကုသိုလ်နဲ့အကုသိုလ်နှစ်ခုလုံးရောပြီးမှလုပ်နေတာကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်အကျိုးရတော့လေကုသိုလ်ရောအကုသိုလ်ရောတလက်စီအလက်စီအကျိုးပေးနေတာတော့နော်တခုကအကုသိုလ်အကျိုးပေးပြီးနောက်မှပြန်ကုသိုလ်လည်းအကျိုးပေးနိုင်တယ်အရင်ဆုံးကုသိုလ်အကျိုးပေးမှနောက်မှအကုသိုလ်အကျိုးလည်းပေးနိုင်တယ်သူကနှစ်ခုလုံးကဘဝတစ်ခုမှအဲ့လိုမျိုးတွဲပြီးမှအဲ့ဆိုသူကလှုပ်လိုက်တဲ့အချိန်မှာနှစ်ခုလုံးကိုတွဲလှုပ်တာတခါလေအဖြူတက်တက်ကအကျိုးပေးမယ်တခါလေအဖြူပဲတောက်လျှောက်ပေးတာရှိတယ်ဘဝတစ်ခုလုံးကောင်းနေခြင်းဒီကုသိုလ်ကအဖြူပဲအကျိုးပေးနေတာကုသိုလ်ကောင်းမှုတွေနဲ့ချမ်းသာတယ်အစဉ်ပြေနေတယ်အဖြူပဲအကျိုးပေးနေတယ်အကုသိုလ်ဘဝမှာဒုက္ခတွေပဲရနေတယ်နော်အကုသိုလ်ဆိုကြတဲ့ကျွန်တော်တို့အဘယ်လေးပုံပို့မယ်ပထမဆုံးတော့များသောအဖြစ်ရတာအကုသိုလ်ဒီအဘယ်လေးပုံပို့မယ်ဒီလိုနားလဲထားပါဒါပေမဲ့အကုသိုလ်ကကုသိုလ်ကအကျိုးပေးပြီးကျွန်တော်တို့လူဖြစ်တယ်ဒါပေမဲ့ပြန်ဒုက္ခရတယ်ဆိုတော့အကုသိုလ်ကအကျိုးပေးနေတယ်ဒါပေမဲ့အကုသိုလ်ကအရင်ဆုံးအကျိုးပေးရင်တော့များသောအဖြစ်ရတော့အဘယ်လေးပုံလိုပဲမှတ်ထားလိုက်ပါငရဲတရိษံပိတ္တာအတုရကဲဆိုတဲ့အဘယ်လေးပုံအဲ့ဒါအကုသိုလ်ကပို့မယ်အကုသိုလ်အလောက်ကပို့မယ်နော်ဆိုတော့အဖြူကံအမဲကံအဖြူအမဲရောတဲ့ကံပြီးတော့နံပါတ်၄ကတော့အဖြူအမဲမရောသောကံအဖြူအမဲမရောသောကံဆိုတာသူကအကုသိုလ်ကိုလည်းတတ်မယ်ကုသိုလ်ကိုလည်းတတ်မယ်ရှင်းရှင်းပြောမှဆိုရင်ဘဝဇတ်သိမ့်တဲ့နိဗ္ဗာန်လမ်းကိုသွားတဲ့အလုပ်ကိုကြတော့ကျွန်တော်တို့ကအဖြူအမဲမရောသောကံဆိုတာကျွန်တော်တို့လောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးဆွဲလမ်းမှုဘာတစ်ခုမှမထားပဲနဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘလောက်အထိပြောလို့ရလဲဆိုရင်ဥပမာဖျားဖြစ်ပြီးဖျားယဟန္တာတို့ဟာသူတို့ကဖျားဖြစ်ပြီးသူတို့ကနောက်ဘဝဆိုတာမရှိဘူးဒါပေမဲ့သူတို့ကလောကအတွက်ကုသိုလ်အလုပ်တွေလုပ်နေတယ်တရားဟောနေဖျားက45ဝါပတ်လုံးတရားဟောနေတယ်ဖျားကုသိုလ်ရခြင်းလို့ဟောတာမဟုတ်ဖျားဟောတဲ့ဖျားကုသိုလ်ရလို့ဘာလုပ်မလဲဖျားကနောက်ဘဝမှာမရှိတော့တာနော်နောက်ဘဝလည်းမရှိတော့ဘူးဆိုတော့အဲ့ဒါကကုသိုလ်အကုသိုလ်မရောတဲ့တန်ရှင်းသောအလုပ်ကျွန်တော်တို့နောက်တနည်းပြောရမယ်ဆိုရင်တော့ဒီဝိပဿနာအလုပ်တွေကလည်းကုသိုလ်အကုသိုလ်မရောသောကံတန်ရှင်းသောကံတန်ရှင်းသောအလုပ်အဲ့လိုပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကလောဘဒေါသတွေမဆွဲလာမဲ့နဲ့နောက်ဘဝအတွက်မဟုတ်ဘဝကိုဖြတ်မှာ तू ကဒုက္ခကိုလည်းဖြတ်မယ်ဒုက္ခကိုလည်းဖြတ်ပြီးမှနိဗ္ဗာန်ကိုပဲ तू ကအာယုံပြုမယ်ကဲသဘောပေါက်ပြီလားအဖြူကံအမဲကံအဖြူအမဲရောတဲ့ကံအဖြူအမဲမရောတဲ့ကံနောက်တနည်းပြောမယ်ကုသိုလ်အလုံးအကုသိုလ်အလုံးကုသိုလ်အကုသိုလ်ရောတဲ့အလုံး
ကုသိုလ်အကုသိုလ်မရောတော့အလုပ်နောက်တနည်းပြောဆိုတန်ရှင်းတော့အလုပ်တန်ရှင်းတယ်ဆိုတာဘာကိုပြောချင်တာလဲဆိုသူအဖြူထဲတော့တန်ရှင်းတာဘာအယောင်မှမပါဘူးအယောင်မပါဘူးဆိုတာဘာဆွဲလမ်းမှုမရှိဘူးသူနော်ဖယားတို့ကဖယားဖြစ်ပြီးမှကုသိုလ်အလုပ်တွေလုပ်နေတယ်ဘာမှတောင်းတမှုတွေမရှိဘူးယဟန္တာတွေယဟန္တာပြီးမှအလုပ်လုပ်နေဘာတောင်းတမှုမှလည်းမရှိဘူးကျွန်တော်တို့ဝိပဿနာအားထုတ်တယ်ကျွန်တော်တို့ကဒီဘဝတွေမှာဘာဆွဲလမ်းမှုမှမရှိဘူးအဲ့လိုမျိုးပေါ့နော်ဒါဝိပဿနာအလုပ်တွေလုပ်တော့ဒါတွေကကံကိုဖြတ်တာကံကိုဖြတ်တယ်ဆိုကြတဲ့ကံဆိုရင်ကျွန်တော်တို့ကုသိုလ်ကိုလည်းဖြတ်ရမယ်အကုသိုလ်ကိုလည်းဖြတ်ရမယ်နိဗ္ဗာန်ရချင်နှစ်ခုလုံးကိုဖြတ်ရမယ်အဲဒါကြောင့်လို့ဗုဒ္ဓဘာသာမှာကျွန်တော်တို့က step ဆိုတာရှိတယ်ပထမဆုံးအခြေခံမှာကျွန်တော်တို့အကုသိုလ်ကိုရှောင်အောင်လုပ်မယ်ကုသိုလ်အလုပ်တွေလုပ်နေမယ်နော်အကုသိုလ်ကိုရှောင်မယ်ကုသိုလ်အလုပ်တွေလုပ်နေမယ်အဲ့ဒီကုသိုလ်အလုပ်တွေလုံရင်နဲ့ကျွန်တော်တို့ဝိပဿနာအစင်းနဲ့တက်သွားပြီဆိုရင်ကျွန်တော်တို့အဲ့ဒီကုသိုလ်ကပြီးမဲ့အကျိုးနတ်ပြည်တွေပို့မယ်ဗျာမနော်ကျွန်တော်တို့လူပြည်ဆိုတဲ့သူဂတိဘုံတွေပို့မယ်ကံကိုလည်းတစ်ခါတည်းညံ့နဲ့ဖြတ်လိုက်တာအဲ့ဒါကိုကျွန်တော်တို့ကုသိုလ်အကုသိုလ်မရောတော့အလုပ်ဆိုတော့တန်ရှင်းတော့အလုပ်နော်နားလည်ပြီလားမသိဘူးနော်အဖြူကံအမဲကံအဖြူအမဲရောတဲ့ကံအဖြူအမဲမရောတဲ့ကံဒီကံ၄ခုထက်မှာကျွန်တော်ကနံပါတ်3ခုမြောက်ကုသိုလ်နဲ့အကုသိုလ်ရောတဲ့ကံကိုပြောချင်တာအာလောကခွေးလေးရဲ့ဥပမာပေးပြီးမှနော်ဗုဒ္ဓတရားတော်အရာခွေးဆိုတာတရိစ္ဆာန်ပဲနော်ဘလောက်ပဲချစ်ဘလောက်ပဲချစ်စရာကောင်းဒါပေမဲ့တရိစ္ဆာန်တော့တရိစ္ဆာန်ပဲဘာကြောင့်တရိစ္ဆာန်တွေကဘလို့ကြောင့်ဘလို့ကံတွေကြောင့်တရိစ္ဆာန်ဖြစ်ရတာလဲလို့ဗုဒ္ဓတရားတော်အရာကြည့်မယ်ဆိုသူတို့အာကုသိုလ်ကံကြောင့်တရိစ္ဆာန်ဖြစ်ရတာအဘယ်လေးပုံတတ္တဝါတွေပေါ့ပါတယ်ငရဲတရိစ္ဆာန်ပိတ္တာအတုရကေနော်ဆိုတော့အဘယ်လေးပုံကတတ္တဝါတွေဒီအာကုသိုလ်ကံကြောင့်ဖြစ်ရတာပြီးတော့တရိစ္ဆာန်တွေလူပြည်မှာရှိပေမဲ့ဒါပေမဲ့သူတို့ဒီလူတွေနဲ့ချမ်းသာအတူတကနေခွင့်ရပေမဲ့တရိစ္ဆာန်ဖြစ်နေတယ်တရိစ္ဆာန်ကိုကျွန်တော်တို့ကဒီလိုမျိုးတရားအားထုတ်တဲ့လမ်းစဉ်ရနဲ့ခွဲလိုက်မယ်ဆိုသူတို့အာဟိတတ္တဝါထဲမှာပါသွားပြီအာဟိတတ္တဝါဆိုတာကဘာလဲဆိုရင်ကျွန်တော်တို့ကတစ္ဆာတရားကိုနားမလည်နိုင်တော့တစ္ဆာတရားသိမဲ့အကြောင်းမရှိတော့တစ္ဆာတရားကိုထိုးထွင်းနိုင်မဲ့အကြောင်းတရားမရှိဘူးအဲဒါကြောင့်လို့တရားဘလောက်ပဲဟောဖယားပဲနစုပဲပွင့်ဒီတရိစ္ဆာန်တွေကိုဒီဘဝမှာသူတို့တစ္ဆာမသိနိုင်ဘူးဒါပေမဲ့သူတို့ကဒီလိုမျိုးသူတော်ကောင်းတွေနဲ့ပေါင်းပြီးမှတခါလင်းဆိုရင်ကောင်းတဲ့အလုပ်တွေလုပ်မိသွားတဲ့တရိစ္ဆာန်တွေတောင်နော်အဲ့လိုမျိုးဆိုရင်သူတို့ကနောက်ဘဝတွေမှာပြန်သွားပြီးမှလူဖြစ်လိုက်ရင်သူတို့တရားနားလည်နိုင်မဲ့အခွင့်အရေးတွေတော့ရှိတာပေါ့ဒါပေမဲ့တရိစ္ဆာန်ဖြစ်တဲ့အခိုက်မှာတော့တခါတည်းဒီဘဝမှာတော့တစ္ဆာတရားမသိနိုင်ဘူးဖယားဘနစုဟောပြီးမှဘနစုပဲပွင့်ဖယားဆယ်စုကတခါတည်းပွင့်မှတရားဟောရင်လည်းဒီတရိစ္ဆာန်တစ္ဆာတရားကိုမသိနိုင်ဘူးအဲဒါကြောင့်လို့အာဟိတတဝါသူကတရိစ္ဆာန်ဖြစ်ကြရအာကုသိုလ်ကြောင့်ဖြစ်နေတယ်ဒါပေမဲ့အာကုသိုလ်ကတစ်ချက်ကြောင့်တခါလင်းဆိုအာကုသိုလ်ကတစ်ချက်ပဲအကျိုးပေးတယ်ဥပမာနောက်ဆုံးတေခါနိဘဝတစ်ခုရဲ့နောက်ဆုံးတေခါနိကာလမှာသူတေလိုက်တယ်မရဏတဏ္ဏဇောဆိုတဲ့နောက်ဆုံးနော်သုတိစိတ်နောက်ဆုံးတေခါနိစိတ်ကိုအာကုသိုလ်ကအကျိုးပေးပြီဆိုရင်သူကအဘယ်လေးပုံသွားမယ်အဘယ်လေးပုံထဲမှာအာကုသိုလ်ဆိုတာလည်းအမျိုးမျိုးရှိတယ်လေအယံပြင်းထန်သောအာကုသိုလ်နော်ငရဲပို့မဲ့အာကုသိုလ်လားတရိစ္ဆာန်ဖြစ်မဲ့အာကုသိုလ်လားပိဋ္ဌာဖြစ်မဲ့အာကုသိုလ်လားတရိစ္ဆာန်ဆိုရင်လည်းတက်တာတဲ့အာကုသိုလ်ပေါ့နော်ဟိုပိဋ္ဌာထက်ဆိုင်တရိစ္ဆာန်ကနည်းနည်းတက်တာသေးတယ်နော်မြတ်တွေပါတွေကောင်းကောင်းစားရတယ်စားကြရပြီဗျာနော်ဒါပေမဲ့ငရဲဆိုရင်ပိုပြင်းထန်တယ်ပေါ့အဲ့လိုမျိုးပေါ့အခုကတရိစ္ဆာန်ဖြစ်နေတယ်အာလောကဆိုတော့ဒီလောက်လူတွေချစ်နေတယ်နော် Facebook မှာတော့ဒီလောက် follower တွေများနေတယ်နော်ဆရာတော်တို့ကအိန္ဒိယမှာဒေသစရိကြွားတော့က6ရက်မြောက်အောင်နဲ့စားဟာပြီးမှဆရာတော်တို့နောက်ကိုလိုက်လာတာအိန္ဒိယမှာတော့ရက်ပေါင်း106ရက်ဆရာတော်တို့နဲ့အတူကြွတာအတူသွားတာဒီခွေးကအခုအမေရိကန်နိုင်ငံမှာလည်းဆရာတော်တို့နဲ့အတူသွားတော့နာမည်ကြီးနေတယ်နော်ဒီလိုမျိုးနာမည်ကြော်ကြားမှုတရိစ္ဆာန်တကောင်ဖြစ်ပြီးမှဒီလောက်နာမည်ကြော်ကြားနေတာဘာကြောင့်လဲဆိုတော့ तू ကအာကုသိုလ်တစ်ချက်ကြောင့်သူခွေးဖြစ်လိုက်တယ်အဲ့ဒီနောက်မှာကျတော့ तू ကသူ့ရဲ့တခြားကုသိုလ်တွေကပြန်အကျိုးပေးနေတာတော့ရှော့နော်လူချစ်များတယ်နော်ကောင်းကောင်းမွန်မွန်စားရတယ်သူတော်ကောင်းတွေနဲ့အတူတကွနေခွင့်ရတယ်
နော်လူတွေကသူ့ကိုအကုန်လုံးကချစ်နေတာခွေးတိုင်းကချစ်စရာကောင်းပြီမယ်ဒါပေမဲ့ဒီခွေးကအခုကဘာမှာဒီလောက်နာမည်ကြီးနေတာဒါသူ့ရဲ့ကုသိုလ်အဲ့ဒါကကုသိုလ်အကုသိုလ်ရောတဲ့ကံဒါပရိသတ်ဘလောက်လက်ခံမလဲတော့မသိဘူးနော်ဒီလိုမျိုးကံ၄မျိုးဟောတာရှိပါတယ်ကိုယ်တိုင်လေးလာခြင်းတော့ဗုဒ္ဓစာပေတွေကိုသွားလေးလာလို့ရပါတယ်ကျွန်တော်ကတော့နည်းနည်းဥပမာပေးပြီးပြောတာပါသာဓုသာဓု